မာတဲ့ကြောက်မဲ့ဖွယ်ကောင်းလောက်အောင်ငြင်းကလေးကြီးတုံလှုပ်သွားတာဖားချောင်းလေဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိကျင်လို့မေးမြန်းအေးသဘာဝအားဖြင့်လောကဒီကနေ့ထိအောင်ငြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာချင်းဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိတယ်ပေါ့မြတ်စွာဘုရားကရှင်အနန္ဒာရဲ့မိဂုံးကိုအေးစစ်စစ်ပဲဖြေကြတယ်အာနန္ဒာငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီကအကြောင်းတစ်မျိုးမျိုးကြောင့်လှုပ်ထားတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်ပဲလှုပ်လို့အကြောင်းတစ်ခုခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအာနန္ဒဟေတုမဟာတောဘူမိသလတ္တပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတွေကတစ်မျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါသဘာဝအကြောင်းတစ်ခုကိုရှေးဥစွာရှင်းပြသဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကမ္ဘာမြေကြီးရဲ့တည်နေပုံကိုပထမရှေးဥစွာမြတ်စွာဘုရားရှင်းပြအယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကမ္ဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ကမ္ဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပြီးတော့အခုခေတ်သိပ္ပံနည်းနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကမ္ဘာမြေကြီးဆိုတာ planet ခေါ်တယ်ကမ္ဘာဂြိုလ်လို့အဲ့ဒီကမ္ဘာဂြိုလ်ကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်နေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်ပဲမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြေကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပြီးမြင်နေရလာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံသဏ္ဍာန်ဟာလေဝုန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာကာသအလွန်ကျယ်ဝန်းတဲ့ space ရှိတယ်မှာဒီလိုပုံပန်းတဏ္ဍာန်ကြီးရှိတယ်ကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်ပဲစဉ်းစားခံစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်တွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုရပ်ကြည့်လိုက်ရင်ကိုဟာစက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေစက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေးခလန်းလန်းရောက်သွားလို့ရှိရင်ဟိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှိရင်ဒဲအိုးကြီးမှောက်ထားတယ်လို့မိုးပြဲတဲ့ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲပေါ်မှာရောက်နေတာအဲ့ဒါကိုကြည်ခြင်းအဖြစ်ကမ္ဘာမြေကြီးကကောင်းကင်ယံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလည်းထင်ရှားတယ်ကမ္ဘာတည်ထားပုံကိုစာပေကျမ်းကမှာဖွင့်တဲ့အခါမှာကမ္ဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့ထာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်သဘာဝတရားကဖန်ဆင်းသဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တည်ဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကရန်ထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတစ်ခုတည်းလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေ့ချပြီးတော့မသွားဘူးဒီကောင်းကင်ယံကြီးထဲမှာပဲမိုးပေါက်ကြီးဟာရှိမိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည့်လေရေလေးကိုအဆက်ချကြည့်အလုံးဝအဝိုင်းပဲဖြစ်ပါမယ်
ပတ်ဝန်းကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများလာဖြစ်တယ်။တခါတော့ကစင်ကာပူကလာတဲ့ကလေးလေး50 နှစ်သားလောက်ရှိသေးတယ်။စာရီတာဖတ်တယ်သူကစာရီဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးတော့ရက်တူနေသွားပြီသူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူးသူမိဘတွေကတော့ဗမာပြည်အနွယ်တွေဗမာစကားပြောတတ်တယ်သူကပါမေးတော့ဆို Who created the world ကဘာကြီးကိုဘယ်သူဖန်ဆင်းတာတော့ဆိုသူကမေးတယ်ဘုန်းကြီးကလည်းသူနားလည်အောင်ပြောလိုက်တယ် Nature create တဘာဝကဖန်ဆင်းတာလို့တခြားဘာသာတွေကြတော့ထာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ကဘာကြီးကိုဖန်ဆင်းတာဟာ nature ပဲ nature ဆိုတာဇာတိဥတုနေချာဆိုတာဇာတိဥတုဇာတိဥတုကြီးကသူ့တော်ဝါကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးတွေရွာလာတဲ့အခါမှာအောက်မှာရေတူကြီးကိုခံထားတဲ့အရာမရှိဘူးအားလုံးဟာလေဟာပြင်ကြီးပဲထက်ကလည်းလေဟာပြင်ပဲအောက်ကလည်းလေဟာပြင်ပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်ပဲဆိုတော့အဲ့ဒီလေဟာပြင်ထဲမှာကျလာတဲ့မိုးရေပေါက်ဟာလည်းပဲလေဟာပြင်ထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါက်ကြီးဖြစ်တယ်။အဲ့ဒီရေပေါက်ကြီးပဲနှစ်ပေါင်းများစွာကြာလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံနေမာကျောလာအပေါ်ယံနေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲကထွက်တော့အခွန်မမာသေးဘူးတဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်ဘက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျော်လေးတွေတင်းလာပြီးမာလာဒါကနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတင်ဖြစ်ပေါ်လာတဲ့ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာဒီဘုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လည်းကဘာကြီးဟာအလုံးကြီးလို့ဆိုတာခန့်မှန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းเสียတော့မလိုပါဘူးလေထုကြီးထဲမှာရှိတဲ့အရာတစ်ခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေထုထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကလေထုတွေရဲ့ပံ့ပိုးမှုကြောင့်လုံးနေဖို့သာဖြစ်เสียရှိတယ်လုံးနေတဲ့အရာသာဖြစ်เสียရှိတယ်အဲ့ဒါလို့ကဘာကြီးထဲမှာကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်ငကိုလက်ရှိကလေထုကြီးအာကာသလဟာပြင်ထဲမှာလေထုကြီးရှိတယ်အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာအဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာအယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတာတချို့ကတော့ထင်မယ်မြစ်တွေအင်းတွေအိုင်တွေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်သို့တော်လည်းရေကြီးအောင်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့လူတွေရေကြီးအောက်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာရေကြီးအောက်မှာရှိနေတဲ့ရေတူကဘာတီတုံးကရေတူးကစလာအောက်မှာလေတူးကပင်ကိုရှိနေလေတူးတဲကိုမိုးရွာချလိုက်တဲ့အခါရေတူးကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်း
မလိုက်တက်လာတဲ့ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူကြောင့်မို့လို့အပေါ်ကျော်တင်းလာအဲ့ဒီကနေမြေထုဖြစ်လာအဲ့ဒါကြောင့်အောက်ဆုံးကငကောကရှိနေတဲ့လေထုကြီးကအပဒံကြီးမားတယ်လေထုကိုခံပေးထားတာကရေထုကြီးရဲ့ပေါ်မှာမြေထုဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမဟာပထဝီဤမြေကြီးဟာဥဒကေပဋိဋ္ဌိတံရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဋ္ဌိတံအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာကာသထဲမှာရှိတဲ့လေထုကြီးမှတည်တယ်ဝါတောအာကာသထောတဲ့အောက်ဆုံးကလေထုကြီးကတော့ space ကြီးမှရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှာသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့အာကာသဟင်းလင်းပြည့်မှန်သမျှလေထုရှိဒါကြောင့်မို့လေထုရဲ့အပေါ်မှာရေထုရှိတယ်ရေထုရဲ့ပေါ်မှာမြေထုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြပြီးတော့မှချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှိရင်အောက်မှာခန်းနေတဲ့အနန္တအာကာသတွေကလေထုကြီးဟာတခါတရံကျတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေကပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာလိုင်းကရဲ့ကြီးတွေလို့လေကြီးဟာဣပြီးတော့တိုက်လာရှိနေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာပဲဗမာပြည်မှာလဲမကြလေမုန်တိုင်းတွေဖြစ်လာကြည့်အဲ့ဒီသဘာဝအကြောင်းမို့လို့ဒီလူတွေမြင်ရတဲ့လေကကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေထုအလွန်ကြီးမားအဲ့ဒီလေထုကြီးဟာလှုပ်ရှားလာပြီးအမှန်တန်ကြီးမားတဲ့မုန်တိုင်းကြီးလို့ဖြစ်လာလေတိုက်တယ်ဆိုရင်လေကိုမမြင်ရပြီပဲလို့လေဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေထုကြီးဟာတိုက်ခတ်လာတဲ့အခါကျတော့ဥဒကံကံပင်တိလေထုကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပေါ်မှာရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်လေကမငြိမ်ဘူးဆိုတာဟာထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေထုကလှုပ်သွားရေထုကြီးလှုပ်သွားတဲ့အခါရေထုကနေပထဝီကံပင်တိမြေထုကိုလှုပ်ရှားစေတယ်